အခုဒီတည်င်းဖြစ်เสียဆိုရင်လက်ရှိတရုတ်နိုင်ငံမှာအရန်ကိုအောင်အောင်မှုဖြစ်နေတဲ့တည်င်းတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်မနစ်တုန်းကတရုတ်နိုင်ငံမှာဒီချီကွမ်းရင်ဆိုတဲ့အဲ့ဒီတက္ကသိုလ်ဘွဲရခါစားတရုတ်မင်းကလေးဟာဆိုရင်အီဂျစ်နိုင်ငံမှာအလေပတ်ခီးသွားရင်းနဲ့ပျောက်ဆုံးသွားတဲ့အကြောင်းပဲဖြစ်ပါတယ်။အဲ့ဒီပျောက်ဆုံးသွားတာဆိုရင်အစတုန်းကတော့သူ့မိဘတွေကတော့ဒီလူကုန်ကူးခံရတဲ့အဲ့လိုမျိုးပဲထင်ထားတာပေါ့နော်။ဒါပေမဲ့တကယ်တော့ဒီ2026 6လပိုင်းမှာတော့အဲ့ဒီမင်းကလေးကလူကုန်ကူးခံရတာမဟုတ်ဘဲနဲ့သူ့ကိုယ်တိုင်ကအဲ့လိုမျိုးလူကုန်ကူးတဲ့အဖွဲအဝင်ဂိုင်းဝင်အဖွဲ့ဝင်ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုတင်ပြသွားရင်လုံးဝတော့မှဟင်းကနေဟာကနေအောင်သွားလိမ့်မယ်ဘယ်လောက်ကြည့်တောင်ရုံမာလဲဆိုရင်2025အောက်တိုဘာလကချီကွမ်းရင်ဆိုတဲ့ဒီအသက်22နှစ်အရွယ်မင်းကလေးဆိုရင်သူမိသားစုဝင်တွေကသူကဒီအီဂျစ်နိုင်ငံကိုပေါ့နော်အလေပတ်ခီးသွားမယ်ဆိုပြီးတော့လင်ပြောထားတယ်ဒါမဲ့တကယ်တော့သူကသူ့ရဲ့ချစ်သူကောင်လေးအသက်19နှစ်အရွယ်အဲ့ဒီကောင်လေးရဲ့အဲ့ဒီသူ့ရဲ့ချစ်သူကောင်လေးရဲ့တငယ်ချင်း3ယောက်ကိုရဲ့အီဂျစ်နိုင်ငံကိုပေါ့နော်ဒီလိုမျိုးခီးသွားဝင်ဆောင်မှုအမျိုးလုပ်ငန်းလုပ်ရုံပဲပတ်စံတွေအရန်ရတယ်လမ်းစိတ်ရောတကာခံပေးမယ်ပေါ့နော်မျိုးပြောတယ်အဲ့ဒီတော့ကြောင့်3လလောက်အလုပ်သွားလုပ်ပြီးတော့ပြုတ်ပြီးပြန်လာရအောင်ဆိုပြီးတော့သူကလိန်ခေါ်သွားတယ်ဒါမဲ့ခိုကိုရောက်တဲ့အချိန်မှာတော့လူကုန်ကူးခံလိုက်ရအောင်ပေါ့နော်အဲ့လိုနဲ့အီဂျစ်နိုင်ငံကိုရောက်တဲ့အချိန်မှာအဲ့ဒီချီကွမ်းရင်ခေါ်လာတဲ့သူ့ရဲ့ချစ်သူကောင်လေးရဲ့သူ့ရဲ့ချစ်သူကောင်လေးရဲ့တငယ်ချင်း3ယောက်ရေကိုလမ်းစိတ်ဖိုးအနေနဲ့သူတို့ရဲ့ကြောက်ကတစ်ခုစီကိုအရင်ထုတ်ယူချင်းခံလိုက်ရပဲဖြစ်ပါတယ်ဒီလူကုန်ကူးတဲ့အဖွဲ့တွေဟာဆိုရင်အတိတ်ကအဖြစ်သူတို့ကဒီအီဂျစ်နိုင်ငံမှာအလေပတ်ခီးသွားတဲ့အာရှနိုင်ငံသားတွေကိုသူတို့ကပြစ်မှတ်ထားတာဖြစ်ပြီးတော့အထူးသဖြင့်တရုတ်လိုမျိုးလို့ပေါ့နော်တချို့လူတွေကိုဆိုရင်ကအခုဒီချီကွမ်းရင်တရုတ်မင်းကလေးလိုမျိုးသူကတရုတ်နိုင်ငံကနေဒီလိုမျိုးချစ်သူရေးစားတွေဟန်ဆောင်ပြီးတော့ခေါ်လာပြီးတော့ရောင်းစားခြင်းခံရတယ်အဲ့မျိုးနဲ့ရောင်းစားပြီးတော့တရုတ်နိုင်ငံမှာရှိတဲ့သူတို့မိသားစုဝင်တွေကိုချင်းချောက်ပြီးတော့ငွေညစ်တယ်အမျိုးတွေလောက်တာပေါ့အမျိုးလောက်ပြီးတော့တရုတ်နိုင်ငံကမိသားစုဝင်တွေပတ်စံပို့ပြီးတော့မှသူတို့ကဒီတိုင်းသူတို့ကိုမလွတ်ပေးဘူးကြောက်ကတစ်ခုအရင်ထုတ်ယူပြီးမှပဲသူတို့ကိုအမျိုးပြန်လွတ်ပေးကြပဲဖြစ်ပါတယ်အဲ့လိုမျိုးနဲ့ဒီထဲမှာဒီတချို့အာရှနိုင်ငံသားတွေကိုဆိုပေါ့နော်ဒီခီးသွားဝင်ဆောင်မှုလုပ်ပေးနေဈေးပေါ်ပေါ်နဲ့ခီးသွားဝင်ဆောင်မှုတွေလုပ်ပေးတယ်အမျိုးဟိုတယ်တွေအစားအသောက်တွေအကုန်လုံးအပါဝင်ပေါ့နော်ဈေးကတလောက်ပဲဆိုပြီးတော့သူတို့ကခီးသွားလမ်းညိုအမျိုးပုံစံလုပ်ပေးပြီးတော့ပြန်ပေးဆွဲပြီးတော့အဲ့လိုမျိုးလူကုန်ကူးကြပဲဖြစ်ပါတယ်တချို့လူဆိုကတော့အဲ့ဒီအီဂျစ်နိုင်ငံမှာကျောင်းတက်နေတဲ့ကျောင်းသားတွေရောပါတာပေါ့အဲ့လိုမျိုးနဲ့သူတို့ကငွေတွေညစ်တယ်တချို့လူဆိုရင်ကဘယ်လောက်ထိရုံမာလဲဆိုရင်ဒီအယုတ်ရည်ချိုးအမျိုးရုပ်ရည်ရှိတဲ့မိန်းကလေးယောက်ျားလေးတွေကသူတို့ကအမျိုးတင်ဘော်ဒီထောင်းခပုတ်ထောင်းအမျိုးတွေချင်းချောက်ပြီးလှုပ်ခိုင်းတယ်ပြီးတော့သူတို့ကဗီဒီယိုရိုက်ပြီးတော့ only for အကောင့်မှာပြန်ပြီးဗီဒီယိုတင်ပြီးတော့ပတ်စံရှာတာပဲဖြစ်ပါတယ်အခုချီကွမ်းရင်သူခေါ်လာတဲ့သူ့ရဲ့ချစ်သူကောင်လေးအသက်19နှစ်အရွယ်အဲ့ဒီကောင်လေးရဲ့သူ့တငယ်ချင်း3ယောက်ရဲ့အပါဝင်အဲ့ဒီမျိုးလှုပ်ချင်းခံရတာပဲဖြစ်ပါတယ်အဲ့လိုမျိုးလှုပ်အဲ့မျိုးတွေသူတို့ကအဆက်မပြတ်လှုပ်လာတယ်သူတို့ဒီအဖွဲ့အစည်းတည်ထောင်တာဆိုရင်လည်းတစ်နှစ်တောင်မကြာသေးဘူးပဲဖြစ်ပါတယ်အဲ့လိုနဲ့အီဂျစ်နိုင်ငံကဒီအီဂျစ်နိုင်ငံကိုင်ရိုမျိုးကရေးတပ်ပွဲတွေဟာဒီအကြောင်းကိုတန်တရာအမျိုးတတိထားမိလာပြီပေါ့နော်စုံစမ်းစစ်ဆေးမှုလုပ်တဲ့အချိန်ပြီးတဲ့အချိန်မှာတော့ဒီ2026 6လပိုင်းမှာအီဂျစ်နိုင်ငံကိုင်ရိုမျိုးကရေးတပ်ဖွဲ့တွေဟာဒီလူကုန်ကူးတဲ့အဖွဲ့အစည်းကိုဒီကိုင်ရိုအီဂျစ်နိုင်ငံကိုင်ရိုမျိုးကနေရာတစ်ခုမှာဖန်ဆီးရမိသွားခဲ့တာပဲဖြစ်ပါတယ်အဲ့မျိုးဖန်ဆီးရမိတဲ့အချိန်မှာဆိုရင်လည်းဒီသူတို့ရဲ့ကွန်ပျူတာမှာပေါ့နော်ဒီ only fan account 100ကျော်ကိုရှာဖွေသိရှိသွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီအကောင့်မှာဆိုနေပေါ့နော်သူတို့အမျိုးဒီလူကုန်ကူးခံရတဲ့လူငယ်တွေကိုပေါ့နော်အတင်းအဓမ္မအဲ့လိုမျိုးတင်ဘော်ဒီထောင်းခပုတ်ထောင်းခိုင်းပြီးတော့ဗီဒီယိုရိုက်ထားတင်ထားတာအများကြီးရှိတယ်ပြီးတော့အဲ့ဒီ only fan account 100ကျော်ကနေအဲ့ဒီဘယ်လောက်ကြည့်တောင်ဗီဒီယိုတင်ထားလေဆိုရင်ပေါ့နော်အဲ့ဒီတစ်နှစ်တောင်မပြည့်သေးတဲ့အချိန်အတွင်းမှာပေါ့ဒေါ်လာ30ချီထိတောင်သူတို့ကရှာဖွေနိုင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်အဲ့လိုနဲ့အဲ့ဒီကိုင်ရိုအီဂျစ်နိုင်ငံကိုင်ရိုမျိုးကအီဂျစ်ရေးတပ်ဖွဲ့တွေဟာဆိုရင်သူတို့အကုန်လုံးဖမ်းဆီးလိုက်တယ်အဲ့ထက်မှာအီဂျစ်နိုင်ငံသားတွေရောပါတယ်သူတို့ဂိုင်းအဖွဲ့ဝင်တွေမှာဒါပေမဲ့များတော့အဖြစ်ကတော့တရုတ်လိုမျိုးလို့ပေါ့နော်အဲ့လိုနဲ့ပြန်ပေးဆွဲခံထားတဲ့လူတွေကတော့အခုလက်ရှိမှာတော့သူတို့တိုင်ယုံကနေတစ်စင်နိုင်ငံအတီးတီးကိုပို့ဆောင်ပြီးကြပဲဖြစ်ပါတယ်ဒီအကြောင်းကိုဒီတရုတ်အစိုးရကိုပေါ့နော်သူတို့အီဂျစ်နိုင်ငံမှာဒီလိုမျိုးတရုတ်နိုင်ငံသားတွေဥဆောင်ပြီးတော့လူကုန်ကူးမှုလုပ်တဲ့အဖွဲ့အစည်းကိုဖမ်းဆီးရမိထားတယ်ဆိုပြီးတော့အကြောင်းကြားလိုက်တယ်အဲ့ဒီအချိန်မှာဒီချီကွမ်းရင်မိနစ်တုန်းက2025တုန်းကပျောက်ဆုံးသွားတဲ့ချီကွမ်းရင်ရဲ့တပ်ပုံရောပါလာခဲ့ရပေါ့နော်အဲ့ဒါနဲ့ပဲအကုန်လုံးအောင့်ဝသွားခဲ့တယ်လူတော်မှသူ့အတွက်အရန်ကိုလိုမျိုးတွေဂရုအဖွဲ့တွေဖွဲ့ပြီးတော့မှသူ့အတွက်အဲ့လိုမျိုးလူကုန်ကူးခံရတယ်ဆိုပြီးတော့မှအကူအညီပေးကြရပေါ့နော်ဒါမဲ့တကယ်တော့သူကတကယ်လူကုန်ကူးတဲ့အဖွဲ့ဝင်ဖြစ်နေတယ်ဆိုတဲ့အချက်ကြောင့်လက်ရှိမှာတော့တရုတ်နိုင်ငံကတော့အရန်ကိုအောင့်ဝနေကြပဲဖြစ်ပါတယ်ပြီးတော့အီဂျစ်အစိုးရဟာသူတို့ကိုတရုတ်နိုင်ငံကိုပို့ပေးဖို့အကြောင်းကြားတာမဟုတ်လုံးဝမဟုတ်ပါဘူးသူတို့ကဒီတိုင်းပြောပြပဲဖြစ်ပါတယ်ဒီတရုတ်နိုင်ငံသားတွေကိုအီဂျစ်နိုင်ငံမှာပဲသူတို့ကိုဒီမျိုးတရားစီရင်ချက်ချပြီးတော့ထောင်ဒဏ်ချမှာဖြစ်တယ်ဆိုပြီးတော့အဲ့မျိုးဒီတရုတ်အစိုးရရေးတပ်ဖွဲ့ကပေါ့နော်သူတို့ကအဲ့မျိုးအကြောင်းကြားပေးရုံပဲဖြစ်ပါတယ်